အကျဉ်းဖက်မဲ့အွန်လိုင်းကအခြေခံပညာကျောင်းသားကျောင်းသူတိုင်းကိုအာရပြည်တန်ရဲ့အစီအစဉ်အပြည့်ကျဦးတလုံးနွားနို့တစ်ခွက်မပြူတီတလုံးတပတ်လင်တစ်ကြိမ်သက်ဆိုင်ရာကျောင်းသားမိဘများဤကိုပိုင်စရိတ်ဖြင့်ကျွေးမွေးကြရဲ့ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်းလိုင်းတရားအရှိပိုင်းမြို့နယ်မှာအခြေခံပညာမူလာတဲ့ကျောင်းအုပ်ကြီးတို့ကရင်ကုန်ခက်တဲ့တရင်ဌာနတို့ပြောဆိုထားပါရယ်ယခုဆိုလိုင်းလာစံပိုင်းတွင်မြို့နယ်ပညာရေးမှုများကအခြေခံပညာမူလာတဲ့အလီတန်းနဲ့အထက်တန်းများ၏ကျောင်းအုပ်ကြီးများကိုအာဟာရဖြည့်စွက်ရေးဆိုင်ရာအစည်းအဝေးခေါ်ယူခဲ့ကြောင်းရဲ့အစည်းအဝေးတွင်အာဟာရဖြည့်စွက်စာဖြင့်ကျောင်းတိုင်းတွင်မြေဖို့ရှိပါကတရှုံးဟပြုံးများကိုစီမံချက်ဖြတ်စိုက်ပျိုးရမည်ဖြစ်ကြောင်းမြေဖို့မရှိလျက်မြေဖို့ရှိသောကျောင်းများတွင်စိုက်ပျိုးသောတရှုံးဟပြုံးစိုက်ခန်းများတွင်ပူပေါင်းပါဝင်ရမည်ဖြစ်ကြောင်းအဆိုပါတရှုံးဟပြုံးများစိုက်ခန်းများမှနပြူတီများတီးပါကအခြေခံပညာကျောင်းများသို့ဖြန့်ဝေကအာဟာရဖြစ်ဆက်စာဖြင့်ကျောင်းသားကျောင်းသူတိုင်းကိုနပြူတီတစ်လုံးတစ်ပတ်တစ်ကြိမ်ကျွေးမွေးရမည်ဖြစ်ကြောင်းအဆိုပါအစီအစဉ်မှာစက်ကောင်းဆောင်မဲ့အွန်လိုင်းညွှန်ကြားချက်ဖြစ်သည်ဟုပြောဆိုကြောင်းသိရှိရပါသည်ရဲ့အပြင်ကျောင်းသားကျောင်းသူတိုင်းကိုတပတ်လင်တစ်ကြိမ်အာဟာရဖြစ်ဆက်စာအဖြစ်ကျဦးတစ်လုံးနှပြိုတီတစ်လုံးနဲ့နွားနို့တစ်ခွက်ကိုလည်းကျောင်းသားမိဘများ၏စရိတ်ဖြင့်ကျောင်းသားကျောင်းသူများကိုကျွေးမွေးရန်လည်းညွှန်ကြားခဲ့ပါသည်အာရပြဆက်စာအဖြစ်နွားနို့များရရှိရေးနို့စာနွားမွေးမြူရေးလုပ်ငန်းများကိုသက်ဆိုင်ရာတိုင်းနယ်ပြည်နယ်အစိုးရများ၏အစီအစဉ်ဖြင့်ဆောင်ရွက်ရမည်ဖြစ်ပြီးရန်သူဆောင်ရွက်ပြီးစီပါကရရှိသောနွားနို့များကိုအခြေခံပညာကျောင်းများသို့ဖြန့်ဝေရမည်ဖြစ်ကြောင်းနိုစာနွားမွေးမြူရေးစီမံကိန်းများတွင်လည်းအခြေခံပညာကျောင်းများနှင့်ဆရာဆရာမများပါဝင်ရမည်ဟုမဲအွန်လိုင်းကညွှန်ကြားထားကြောင်းသိရှိရပါသည်အာရပြဆက်စာအစီအစဉ်တော့ကျောင်းတွေမှာစာလုံးနေရပါပြီ။ချက်ဦးတလုံးနွားနို့တစ်ခွက်နှပြိုတီတစ်လုံးတပတ်ကိုတစ်ကြိမ်ကျောင်းမှာစားဖို့အင်္ဂါနဲ့ယူလာခိုင်းတာပါ။အခုကျောင်းတိုင်းမှာစိုက်နေတဲ့တရှုံဟပြိုခန်းတွေကနှပြိုတီတွေတည်ရန်လဲကျောင်းကကျွေးရမည်။အခုတော့ကိုအင်္ဂါကိုအစီအစဉ်နဲ့ယူလာပြီးကျောင်းမှာအာဟာရပြည့်စွတ်စာအစီအစဉ်မှာစားရမှာပါဟုလိုင်းတရားအရှိပိုင်းမြို့နယ်မှာကျောင်းအုပ်ကြီးကရှင်းပြပါတယ်။အာရပြည့်စွတ်စာအစီအစဉ်ကျွေးမွေးခြင်းကိုကျောင်းတိုင်းကအပတ်စဉ်ပြုလုပ်ရပြီးရဲအာရပြည့်စွတ်စာကျောင်းသူကျောင်းသားများစားသုံးနေပုံများကိုတပုံမှတ်တမ်းရိုက်ကူးကပြည်နယ်ခရိုင်တိုင်းအဆန်းဆန်းတို့တင်ပြရကြောင်းသိရှိရပါတယ်။